မင်္ဂလာနံနက်ခင်းလေးပါရှင်ဒီနေ့အီမီကတော့စောကြီးခေါင်းလျှော်ရေးထုတ်ပြီးပါပြီCM နဲ့ခေါင်းလျှော်ထားတယ်ပေါ့နော်ရိုက်မပြအောင်ဆိုတာရိုက်ပြီးမဲ့သူမရှိလို့ပါတယောက်တည်းခေါင်းလျှော်ရတာဖြစ်တဲ့အတွက်နော်အိမ်မှာပဲစောကြီးဆိုတော့အိမ်မှာပဲလျှော်လိုက်တယ်လျှော်ပြီးသွားလို့ရှိရင်လျှော်ပြီးသွားလို့ဒီမှာ CM တော့ဟက်တော့နဲ့လေးကိုဖြန်းနေပေါ့နော်ဒါလျှော်ပြီးရဲ့ result လေးကိုချပြချင်လို့ရိုက်ပေးလိုက်တာပါနော်ဒီ CM head tonic လေးကအောင်မင်းညိုရဲ့ပပမီရဲ့ rosemary ရဲ့ပါတဲ့အတွက်ဒီkeratin လည်းပါတာဖြစ်တဲ့အတွက်သပင်ကိုတောက်တောက်ပြောင်လေးဖြစ်သွားတယ်เนาะဖြန်းပြီးသွားလို့ရှိရင်ဒီလိုမျိုးလေးဖြစ်ချင်တဲ့သူတွေသုံးပေးလို့ရတယ်သူကပေါက်တွေကိုလည်းတေးစေတယ်လို့ရှိရင်သပင်လေးကိုပြောင်လေးလည်းဖြစ်စေတယ်ဒါအင်းကြီးကသပင်နောက်အားရတဲ့သပင်တော့ညက်တော့မှာမညက်လို့မရတော့ဘာဖြစ်လဲဆိုတော့သပင်တွေကကုတ်ထောက်ပြီးတော့နောက်ကတူတယ်တူပြီးတော့ရှေ့လာတယ်အဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့နော်ဒါမညက်လည်းမညက်ထားဘူးဖြောင်းလည်းမဖြောင်းထားတဲ့သပင်မှာအီမီကိုညက်လည်းမညက်ထားဘူးဖြောင်းလည်းမဖြောင်းထားတဲ့သပင်လေးကိုမှဒီလိုကောင်းကျင်တဲ့စံသားလေးကိုကောင်းကျင်နေဆိုလို့ရှိရင်ဒီနှစ်စုံကိုသုံးပြီးလို့ရတယ်ဒီနှစ်ခုသုံးပြီးလို့ရတယ်ဒါလေးကဒီ CM ကောင်းရှော်လေးက19500ဒီဖြန်းတဲ့ဥစ္စာလေးက9500ကျမှဖြစ်ပါတယ်ရှင်မိစမမအောင်ရှင်နေဆိုလို့ရှိရင်တော့ဗိုက်ပါနံပါတ်ကိုလည်းလာလို့ရတယ်တော်တော် CV မှာလည်းလာမှာလို့ရတယ်နော်အိမ်ကြီးကတော့နေပြီးတော့ကပါရှင်